မောင်240ကျော်240ကျော်ဆိုတဲ့အမောက်ကလည်းကျွန်တော်တို့900သားသမီးတွေကစုပေါင်းပြီးတော့လူတန်းထားတဲ့အလူလေးတွေဖြစ်ပါတယ်အဲ့ဒီလူလေးတွေကိုကျွန်တော်တို့မင်းသားနဲ့ဒီပရိုက်တာညီကိုမောင်နှမတွေကစုကျွန်တော်တို့မင်းသားပရိုက်တာနဲ့ဒါပရိုက်တာညီကိုမောင်နှမတွေကဆိုရင်ဒီမန္တလေးမြို့နဲ့စကိုင်းမြို့အနီးတစ်ဝိုက်ကဘယ်လိုပြောမလဲအခက်အခဲဖြစ်နေတဲ့သူတွေကိုလိုက်လံပြီးတော့သူတို့ဖြစ်ပေါ့ငလင်ပေးပေါ့နော်ငလင်ပေးဆိုအခက်အခဲဆိုတော့ပြောရမြင်နဲ့ပြောဆိုနေကြတယ်ကျင့်ပါသွားတော့ပါငလင်ပေးနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့မိသားစုတွေအရောက်စီတိုင်းကိုကျွန်တော်တို့ကလိုက်လံပြီးတော့လူတန်းပေးမှာဖြစ်ပါတယ်ခင်ဗျဒီကျွန်တော်တို့ဒီပတ်စံနေရဆိုရင်လည်းအခုဒီနေ့အတွက်ကတော့ပေါ့နော်တိမ်ပေါင်း240ကျော်240ကျော်ဆိုတဲ့အမောက်ကလည်းကျွန်တော်တို့900သားသမီးတွေကစုပေါင်းပြီးတော့လူတန်းထားတဲ့အလူလေးတွေဖြစ်ပါတယ်အဲ့ဒီလူလေးတွေကိုကျွန်တော်တို့မင်းသားနဲ့ဒီပရိုက်တာညီကိုမောင်နှမတွေကစုပေါင်းပြီးတော့လိုက်လံပြီးတော့လူတန်းပေးမှာဖြစ်ပါတယ်ခင်ဗျမင်္ဂလာမြတ်ဟိုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့မန္တလေးမြို့ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့မင်းသားပရိုက်တာနဲ့ဒါပရိုက်တာညီကိုမောင်နှမရဆိုရင်ဒီမန္တလေးမြို့နဲ့စကိုင်းမြို့အနီးတစ်ဝိုက်ကဘယ်လိုပြောမလဲအခက်အခဲဖြစ်နေတဲ့သူတွေကိုလိုက်လံပြီးတော့သူတို့ဖြစ်ပေါ့ငလင်ပေးပေါ့နော်ငလင်ပေးဆိုအခက်အခဲဆိုတော့ပြောရမြင်နဲ့ပြောဆိုနေကြတယ်ကျင့်ပါသွားတော့ပါငလင်ပေးနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့မိသားစုတွေအရောက်စီတိုင်းကိုကျွန်တော်တို့ကလိုက်လံပြီးတော့လူတန်းပေးမှာဖြစ်ပါတယ်ခင်ဗျဒီကျွန်တော်တို့ဒီပတ်စံနေရဆိုရင်လည်းအခုဒီနေ့အတွက်ကတော့ပေါ့နော်တိမ်ပေါင်း240ကျော်240ကျော်ဆိုတဲ့အမောက်ကလည်းကျွန်တော်တို့900သားသမီးတွေကစုပေါင်းပြီးတော့လူတန်းထားတဲ့အလူလေးတွေဖြစ်ပါတယ်အဲ့ဒီလူလေးတွေကိုကျွန်တော်တို့မင်းသားနဲ့ဒီပရိုက်တာညီကိုမောင်နှမတွေကစုပေါင်းပြီးတော့လိုက်လံပြီးတော့လူတန်းပေးမှာဖြစ်ပါတယ်ခင်ဗျမင်္ဂလာမြတ်ဟိုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့မန္တလေးမြို့ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့မင်းသားပရိုက်တာနဲ့ဒါပရိုက်တာညီကိုမောင်နှမတွေကဆိုရင်ဒီမန္တလေးမြို့နဲ့စကိုင်းမြို့အနီးတစ်ဝိုက်ကဘယ်လိုပြောမလဲအခက်အခဲဖြစ်နေတဲ့သူတွေကိုလိုက်လံပြီးတော့သူတို့ဖြစ်ပေါ့ငလင်ပေးပေါ့နော်ငလင်ပေးဆိုအခက်အခဲဆိုတော့ပြောရမြင်နဲ့ပြောဆိုနေကြတယ်ကျင့်ပါသွားတော့ပါငလင်ပေးနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့မိသားစုတွေအရောက်စီတိုင်းကိုကျွန်တော်တို့ကလိုက်လံပြီးတော့လူတန်းပေးမှာဖြစ်ပါတယ်ခင်ဗျဒီကျွန်တော်တို့ဒီပတ်စံနေရဆိုရင်လည်းအခုဒီနေ့အတွက်ကတော့ပေါ့နော်တိမ်ပေါင်း240ကျော်240ကျော်ဆိုတဲ့အမောက်ကလည်းကျွန်တော်တို့900သားသမီးတွေကစုပေါင်းပြီးတော့လူတန်းထားတဲ့အလူလေးတွေဖြစ်ပါတယ်အဲ့ဒီလူလေးတွေကိုကျွန်တော်တို့မင်းသားနဲ့ဒီပရိုက်တာညီကိုမောင်နှမတွေကစုပေါင်းပြီးတော့လိုက်လံပြီးတော့လူတန်းပေးမှာဖြစ်ပါတယ်ခင်ဗျကိုကတော့ကျွန်တော်တို့ညီကိုမောင်နှမပရိုက်တာညီကိုမောင်နှမတွေကနေကျွန်တော်တို့နေရာဒေသအသီးသီးကနေပြီးတော့လိုက်လံပြီးတော့ပါဝင်ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်ခင်ဗျဒီညီလေးကရောဘယ်လာလဲမြဝတီရပါဗျ။ဒါဒီညီလေးကဆိုရင်ကျွန်တော်မြဝတီကနေပြီးတော့လာပြီးတော့တရက်နေကြတယ်နော်။တရက်နေကြတဲ့ကမြဝတီကဆင်းပြီးတော့လာရောက်ကူညီပေးတာဖြစ်ပါတယ်။ညီလေးကရောဘယ်လဲကျွန်တော်ကောက်ပေါက်ရွာပါဗျာ။ကောက်ပေါက်ရွာဒီညီလေးဆိုရင်ဒါကင်းပြီးနေဗာမျိုးနယ်ညီလေးကြာကောက်ကရမြို့နယ်ကောက်ကရမြို့နယ်ကနေပြီးတော့ကောက်ပေါက်ကြီးမာကကူညီရေးပြပါဗျာမာကကူညီရေးကနေပြီးတော့လာကူညီပေးတာဖြစ်ပါတယ်။ဒီမလေးကလည်းဘယ်လဲဖန်ကင်းပြီးနေရပါရှင်။ဖန်ဒါဆိုကင်းပြီးနေဖန်မြို့ပေါ်ကနော်ဟုတ်ကဲ့ရှင်ဖန်မြို့ပေါ်ကဒါပရိုက်တာကူညီပေးတဲ့ညီမလေးဖြစ်ပါတယ်ကိုရရပဲရတယ်စာသမီးပါဒီကိုရဆိုကျွန်တော်တို့ကင်းပြည်နယ်ဖန်မြို့နယ်ဒါပြင်ကြေးရွာဒါဆိုကျွန်တော်တို့မင်းသားနဲ့ကျွန်တော်တို့ညီကိုပရိုက်တာညီကိုမှတော့ပါနော်ကြေးရွာတဲ့ပေါ့ကင်းစာသမီးရပါညီလေးရနော်ဖန်ပါခင်ဒါဆိုလဲဖန်ကင်းပြည်နယ်ဖန်မြို့ကလာကူညီပေးတဲ့ညီလေးဖြစ်ပါတယ်ဒီနေ့ညီမလေးနော်ဖန်အမတ်လေးရပါဒါဆိုရင်ကျွန်တော်တို့ဖန်မြို့အမတ်လေးရက်ကွက်ကနေလာရောက်ကူညီပေးတာဖြစ်ပါတယ်ပြောမယ်ဆိုရင်အခုကကောပေါက်ပါမယ်ဒါပြင်ပါမယ်မြဝတီပါမယ်အသီးသီးပေါ့လေတားတရွေ့လာရောက်ပြီးတော့ကူညီပေးတာဖြစ်ပါတယ်ဟိုဆိုဒီနေ့ဟာကျွန်တော်တို့စကိုင်းမြို့နယ်မန္တလေးမြို့အနီးတစ်ဝိုက်ဝန်းကျင်ကိုလိုက်လံဘယ်လိုပြောမလဲလိုက်လံလှူဒန်းကူညီပေးမှာဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်